ဒီ market ထဲမှာညီလေးတို့နှစ်ယောက်ကငွေ2000နဲ့2မိနစ်တွင်းမှာကျမ်းမာရေးနဲ့ညီညွတ်ဆုံးစားတောက်ကိုအများဆုံးဘယ်သူဝယ်နိုင်လဲဆိုတာဒီနေ့ challenge လုပ်မယ်။နိုင်ရတဲ့သူတော့ climate ဆိုရရှိမှာဖြစ်ပါတယ်။ ready ပဲလား ready ဆိုရင်အချိန်စမှတ်မယ်နော်3 2 1 goကဲညီလေးတို့ဝယ်လာပြီဆိုတော့အခုကိုညီလေးရရင်စပြပေးပါနွားနိုးတဲ့နွားနိုး100 ml ပေါ့နော်100 ml ငပြောသည် 1.5 kg ပေါ့ကျက်ဥကဘယ်နှလုံးလဲ10လုံး chocolate က100 gram ညီလေးရဝယ်လာတာ4မျိုးညီလေးနေရချက်ပြပေးပါအောင်နွားနိုးက225 ml ချက်သားက232 gram ဒါတီယိုစီက150 gramဂျမ်က400 gram လေးတို့နှစ်ယောက်မှာလေးကကြက်မိုင်နဲ့မငင်းတဲ့ chocolate ပါနေတယ်ညီလေးကျတော့ကြက်မိုင်နဲ့မငင်းတဲ့ဂျမ်ပါနေတယ်ညီလေးတို့ဝယ်လာတဲ့ပစ္စည်းတွေအားလုံးကိုခြုံကြည့်မယ်ဆိုရင် Prayer 1ဝယ်လာတဲ့ဟာကချိုတဲ့ပုံများတယ်ပေါ့နော် Prayer 2ကဝယ်လာတာကတော့ကြက်မိုင်အတွက်ပို့ပြီးညီညွတ်တယ်အဲ့အတွက်ကြောင့် Prayer 2ကနိုင်ရရှိသွားပါတယ်နိုင်ရရှိသွားတယ် Prayer 2ညီလေးနေရဲ့ဝမ်းသာပါတယ်ညီလေးဝေးမြန်မာကနေပြီးတော့နောက်ဒီလို channel မျိုးလေးတွေကိုထပ်လုပ်ဖို့ရှိပါတယ်ခင်ဗျာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင် comment မှာမှန်းခဲ့ပေးပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်